သိတ်တော်တဲ့ယောက်ျားဆိုတာမိန်းမတစ်ယောက်ကိုစွမ်းကိုစားနဲ့လူဒန်းစီထားနိုင်တဲ့အပြင်ဘာအကြောင်းကြောင့်မှစိတ်ဆင်းရဲမှုကိုမပေးတတ်သူကိုခေါ်တယ်။သိတ်တော်တဲ့မိန်းမဆိုတာဘဝမှာတစ်ယောက်တည်းကြံခဲ့လေလောကဒဏ်ကိုမမှုပဲကိုစွမ်းကိုစားနဲ့ကိုတူးကိုရှုံရက်တည်နိုင်တဲ့သူကိုခေါ်တယ်။သိတ်တော်တဲ့တငယ်ချင်းဆိုတာဝမ်းနဲ့အားငယ်နေတဲ့အချိန်အားပေးနှစ်သိမ့်မှုနဲ့ကိုညီတတ်သူကိုခေါ်တယ်။သိတ်တော်တဲ့လူဆိုတာကိုချင်းတရားကောင်းမွန်ပြီးကိုဘဝဖြစ်တမ်းမှုတဲ့ထိတ်ဆုံးရအောင်ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာနောက်လူသိအောင်လမ်းညွှန်ပေးတဲ့သူကိုခေါ်တယ်။သိတ်တော်တဲ့ပုဂ္ဂိုလ်ဆိုတာသိရတော့မယ့်အချိန်မှာနှုံထကင်ကင်အမားနဲ့နဲ့ကောင်းမှုကုသိုလ်တွေကိုသာစုဆောင်းထားသူကိုခေါ်တယ်။တကယ်တော့လူဘဝဆိုတာသိချင်းတရားမလာမီအချိန်တွင်အစွမ်းကုန်ကြိုးစားပြီးနေထိုင်အသက်ရှင်စဉ်မှာလောကမှာကုသိုလ်နဲ့အကုသိုလ်ကိုကောင်းစွာသိတဲ့အပြင်တရားချင်းမတရားချင်းကိုလည်းနားလေတဲ့သိတ်တော်တဲ့သူဖြစ်တာကိုကလူဘဝရတာအဖို့အတန်ဆုံးပါပဲတငယ်ချင်း